မင်္ဂလာပါဘောလုံးချစ်သူများခင်ဗျာဒီနေ့မှာတော့ Carabao Cup Quarter Final ပွဲစဉ်ဖြစ် Arsenal နဲ့ Crystal Palace တို့ကြားရှင်ပြိုင်မဲ့ပွဲကိုအသေးစိတ်ပွဲကြိုသုံးသက်ချက်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲကရိုးရိုး Quarter Final ပွဲမဟုတ်ပါဘူးအနိုင်ရတဲ့အသင်းက Semi Final မှာ Chelsea နဲ့တွေ့နိုင်မဲ့ပွဲစဉ်ဖြစ်လို့အရေးပါမှုအလွန်မြင့်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ် Carabao Cup ဟာအထုအသင်းတွေအတွက်အရန်ပြိုင်ပွဲလို့မြင်ကြပေမဲ့အာဆင်နယ်လိုအသင်းအတွက်တော့ဆူဖလာတလုံးကိုစောစီစီလက်ထဲထည့်နိုင်မဲ့အခွင့်အရေးဖြစ်ပါတယ်။မီကယ်အာတီတာအတွက်လည်းသူ့ရဲ့ project ကိုအောင်မြင်ကြောင်းသက်သေပြနိုင်မဲ့အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုပါပဲ။အင်ရှင်အာဆင်နယ်ဘက်ကိုအရင်ကြည့်ရအောင်။လက်ရှိမှာသူတို့က Premier League ဇယားထိမှာရှိနေပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်း Everton ကိုအဝေးကွင်းမှာတခိုးဂိုးမရှိနဲ့အနိုင်ရခဲ့လို့စိတ်ထက်ကတော့အထူးကောင်းမွန်နေပါတယ်။အရေးကြီးဆုံးအချက်ကဒီယာဒီမှာအာဆင်နယ်ဟာအင်ကွင်း Emirates မှာဘသူ့ကိုမှအရှုံးမသွေးသေးတာပါပဲဒီပွဲမှာလူစရင်အပြောင်းလဲလုပ်မယ်ဆိုပြီးမြဲသူတို့ရဲ့အရန်အင်အားကတခြားအသင်းတွေရဲ့ First 11ထက်တောင်တင်းနေပါသေးတယ် Palace ဘက်ကအခြေအနေကနည်းနည်းဆိုးနေတယ်လို့ပြောရမှာပါပြီးခဲ့တဲ့ပွဲမှာ Leeds ကို4ဂိုး1ဂိုးနဲ့ဂိုးပြတ်ရှုံးခဲ့တာကနီးပြ Oliver Glasner အထားခေါင်းခဲစရာချင်နေပါတယ်သူတို့မှာက squad depth ကလည်းနည်းတယ်ဥရောပပွဲတွေလည်းကစားဟာရတော့ကစားသမားတွေကတိတိတတာကိုပင်ပန်းနေပါပြီ။ပိုဆိုးတာကအားကိုးရတဲ့တိုက်စစ်မှုမာတေထားဒဏ်ရာရနေတာပါပဲ။ဒါဟာ Palace အတွက်တော့လက်နက်မပါဘဲစစ်တိုက်ရတယ်လို့ဖြစ်နေပါတယ်။ Head to head ကိုပြန်ကြည့်မယ်ဆိုရင်လည်း Arsenal ကပဲအပြက်အသက်အသာစီးရထားပါတယ်။တွေ့ဆုံမှု59ပွဲမှာ36ပွဲအထိနိုင်ထားတာပါ။နောက်ဆုံး10ပွဲမှာဆို Arsenal က10ပွဲနိုင်တပွဲပဲတည်ရကြခဲ့ပါတယ်။မှတ်မိကြအောင်မယ်ထင်ပါတယ်။မနစ်ကဒီလိုအချိန်မှာပဲ Gabriel Jesus က Palace ကို hat-trick သွင်းပြီးအိမ်ပြန်လွတ်ထဲတာဒီမှတ်တမ်းတွေက Palace ကစားသမားတွေအတွက်တော့တော်တော်လေးဖိအားဖြစ်စေမှာပါနီးပြူဟာပိုင်းအားရဆိုရင်တော့ Arsenal ကဘောလုံးကိုအပိုင်ကင်ပြီးတောင်ပန်တွေဖြစ်တဲ့မာဒူအီကဲနဲ့ Martin Melli တို့ရဲ့အချိန်ကိုသုံးပြီးဖိအားပေးပါလိမ့်မယ် Palace ကတော့ခံစစ်ကိုလူအများကြီးနဲ့ပိတ်ဆို့ပြီးတံပြန်တိုက်စစ်ကနေပဲအခွင့်အရေးရှာရမယ်အနေထားပါဒါပေမဲ့ Palace ရဲ့လက်ရှိခံစစ်ကအာဆင်နယ်ရဲ့မြန်နှုန်းကိုဘလောက်အထိတောင့်ခံနိုင်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပါဒီပွဲမှာစောင့်ကြည့်ရမယ့်သူတွေကတော့ပထမဆုံးက Gabriel Jesus ပါပဲသူကဒဏ်ရာကနေပြန်လာပြီးပထမဆုံးပွဲထွက်ခွင့်ရမှာဆိုတော့ဂိုးသွင်းချင်စိတ်ဒီပြင်းပြနေမှာပါဒုတိယကတော့ Eberechi Eze ပါအသင်းဟောင်းကိုပြန်ရင်ဆယ်ရမှာဖြစ်လို့သူ့အသက်လည်းထူးခြားတဲ့ပွဲဖြစ်နေပါလိမ့်မယ် Palace ဘက်မှာတော့ Kenzemu Mark Kiwi ကအာဆင်နယ်ကိုက်စစ်ကိုဘလောက်ထိထိန်းနိုင်မလဲဆိုတာကပွဲရဲ့အဆုံးဖြစ်လာနိုင်ပါတယ်။ကဲအားလုံးကိုခြုံငုံကြည့်မယ်ဆိုရင်တော့အိမ်ကွင်းအသာစီးလူစရင်အိမ်အားလက်ရှိခြေစွမ်းအရာတော့အာဆင်နယ်ကပဲနှစ်ဂိုးမရှိနိုင်အေးအေးဆေးဆေးအနိုင်ရသွားမယ်လို့ခန့်မှန်းချင်ပါတယ်။ကြေးဘက်ကကြည့်မယ်ဆိုရင်လေအာဆင်နယ်နိုင်မယ်ဆိုတာနဲ့ Gabriel Jesus ဂိုးသွင်းမယ်ဆိုတာကအန်ဒီရဲ့အနည်းဆုံးရွေးချယ်မှုတွေဖြစ်ပါလိမ့်မယ်။ခန့်မှန်းဂိုးရရကတော့အာဆင်နယ်နှစ်ဂိုးပြတ်နဲ့အနိုင်ရသွားပါလိမ့်မယ်။ဒီပွဲမှာအပြန်အလှန်သွင်းဂိုးမမြင်ရနိုင်တဲ့အကြောင်းရင်း၄ချက်ရှိပါတယ်။ပထမဆုံးအချက်ကတော့အာဆင်နယ်ရဲ့အိမ်ကွင်းခံစစ်ပါ။ဒီယာဒီ Emirates Stadium မှာအာဆင်နယ်ခံစစ်ကတော်တော်လေးတည်ငြိမ်ပါတယ်။ကလင်းရှီရလက်ပွဲတွေလည်းအများကြီးရှိသလိုဆလီဘာဥဆောင်တဲ့ဘာဝင်ခံစစ်ကကပ်ပွဲတွေမှာတော့အမှားအယံအလွန်မနှဲပါဘူး။ Palace လိုတိုက်စစ်အားနည်းတဲ့အတင်းကြအာဆင်နယ်အိမ်ကွင်းမှာဂိုးပေါက်ရှာဖို့ဆိုတာတောင်တက်ရသလိုခက်ခဲပါလိမ့်မယ်။ဒုတိယအချက်ကတော့ Palace ရဲ့တိုက်စစ်အင်အားပါ။သူတို့ရဲ့အဓိကလက်နက်ဖြစ်တဲ့ Jean-Philippe Mateta ကဒဏ်ရာကြောင့်မပါနိုင်ပါဘူး။သူ့အစာပွဲထွက်လာမဲ့လူငယ်တိုက်စစ်မှု Christentus Uche ကလည်း Premier League အတွေ့အကြုံအများကြီးမရှိသေးပါဘူး။အဝေးကွင်းပွဲထိနေတဲ့အပြင် Arsenal လိုအသင်းနဲ့တွေ့ရမှာဆိုတော့ Palace အတွက်ဂိုးသွင်းခွင့်ဖန်တီးနိုင်ခြေကတော်တော်လေးကိုနည်းပါးသွားပါပြီ။နောက်ထပ်အချက်တစ်ခုကတော့ Palace ရဲ့အဝေးကွင်းမှတမ်းပါ။နောက်ဆုံးအဝေးကွင်း9ခွဲမှာသူတို့ဂိုးမသွင်းနိုင်တဲ့ပွဲတွေတော်တော်များခဲ့ပါတယ်။အထူးသဖြင့် Big Six လိုအသင်းကြီးတွေနဲ့တွေ့ရင် Palace ဘောလုံးပိုင်ဆိုင်မှု30%လောက်ပဲရတတ်ပါတယ်။ဘောလုံးမရတဲ့အတွက်ဂိုးသွင်းမှုဆိုတာကတော့ပိုပြီးဝေးကွာသွားတာပေါ့ဗျာ။နောက်ဆုံးအချက်ကတော့ Arsenal ရဲ့ပွဲကစားပုံပါ။ဒါကကက်ပွဲဖြစ်တဲ့အတွက် Arsenal ကအစောကြီးမှာဂိုးရသွားပြီဆိုရင်ပွဲကိုအေးအေးဆေးဆေးပဲထိုင်းကစားသွားနိုင်ပါတယ်။ Tempo ကိုချပြီးကွင်းလေကနေဘောလုံးဖြတ်တောက်မှုတွေနဲ့ Palace ကိုအခွင့်အရေးလုံးဝမပေးဘဲ control မုံနဲ့ပွဲထိန်းသွားနိုင်ပါတယ်။ဒါကြောင့် Palace ဘက်ကခြေပွဲကိုပြန်ရဖို့ဆိုတာတော်တော်လေးမခစ်နိုင်တဲ့အနေထားပါ
အခုတင်ဆက်ပေးခဲ့တဲ့ပွဲကြိုသွန်းသက်ချက်ကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်တငယ်ချင်းတို့ကတော့ဒီပွဲမှာဘယ်နှကိုးစီထောက်ပေါ်လာမယ်လို့ထင်ကြတယ်လဲ comment မှာရေးပေးခဲ့ကြပါဦးခင်ဗျာနောက်ထပ်ပွဲကြိုသွန်းသက်ချက်တွေနဲ့အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ subscribe လုပ်ထားကြဖို့လည်းဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပွဲမှာပြန်တွေ့ကြပါမယ်